ကဲဒီနေ့အားလုံးပဲမင်္ဂလာပါပြီးကြတဲ့တော့ကျွန်တော်တို့ဘုဒ္ဓမြတ်ချမ်းကိုရွတ်ဖတ်ပေးတာပေါ့နော်အပိုင်း29ရှိပါပြီဖြစ်ပါတယ်အခုအပိုင်း28ကိုဆက်လက်ပြီးတော့လေ့လာပြီးမှဖြစ်ပါတယ်တော့သစ္စာပါမီကံဒီပြီးပါပြီဖြစ်ပါတယ်အခုလေ့လာပေးရမှာကတော့အဋ္ဌာဏပါမီကံလေးစပြီးတော့လေ့လာပေးမှုဖြစ်ပါတယ်အပိုင်း28ဖြစ်ပါတယ်အဋ္ဌာဏပါရမီစောင့်တည်ခြင်းအဋ္ဌာဏဟူသောပါဠိစကားကိုရှေးပညာရှိတို့ကစောင့်တည်ခြင်းဟူ၍အနတ္တိပဲအနတ်မြတ်မှာပြန်ဆိုခဲ့ကြသည်တဲ့စောင့်တည်ခြင်းဟူသောဓမ္မစကားရေးအဓိပ္ပာယ်မှာနေသို့သောသဘောဖြစ်တဲ့ဒီကိုသိတာတင်ကြအောင်စဉ်းစားဆင်ခြင်၍လိုအပ်ပေ၏တဲ့စဉ်းစားဆင်ခြင်သည်ဆိုသည်ကတဲ့သီလအရာ၌ကပမာဒါနဟူသောပါဠိကိုစောင့်တည်ခြင်းဟူ၍ပင်ပညာရှိတို့မြတ်မှာပြန်ဆိုခဲ့ကြ၏ပမာဒါနဟူသောပုဒ်သည်တန်ပုတ်အားပုတ်ဒါပုတ်သုံးမျိုးနှင့်ရှုပစ္စည်းသို့မဟုတ်အနုပစ္စည်းတို့နှင့်တွဲဆက်ထားသောပုဒ်ဖြစ်သည်ကောင်းစွာယူခြင်းဟုမြန်မာပြန်ဆိုရသောပုဒ်ဖြစ်သည်တဲ့တို့ဖြစ်၍သီလအရာ၌သီလစောင့်တည်သည်ကိုဆိုခြင်းသည်သီလခံယူသည်ဟုတရားနဲ့ထွက်ပေသည်တဲ့ဤသို့တရားနဲ့ထွက်သည်ကိုအခြေခံပြုကာရှင်းပြန်ရှိများကသီလကိုရဟန်းတန်ခါတော်များကပေးရသည်တန်ခါတော်မှာတို့ကရဟန်းတန်ခါတော်များထံမှခံယူရသည်ဟူသောအဓိပ္ပာယ်ကိုသိစေခဲ့သည်လည်းသီလခံယူလိုသောရဟန်းတန်ခါတော်အားဖြင့်ချင်းကလေးကအဟံပန်းဒီတိကရဏေနသဟပေရယသီလံဒေထနေဗန္တိဟုဒီကတောင်းခံပါဠိစဉ်ကိုအထင်ရှားထားခဲ့တဲ့အတိုင်းဒီနေ့အထိသီလစတ္တိလိုသောသူတို့သည်ထိုစဉ်တိုင်းစုတောင်းခံကြရ၏ရှင်ကြီးကောင်းမြတ်လာသောအစီအစဉ်တွေဖြစ်ပါပြီတဲ့ဤတွင်သီလံဒေထနေဗန္တိဟုသောနောက်ဆုံးစကားအရအရှင်ဘုရားကျွန်ုပ်အားသီလကိုပေးတော်မူပါဟုသောအတိတ်ပဲဆက်ရှိသည်ကိုအစွဲပြုကြတဲ့ခွက်ကအဆိုတော်သူတွေဒီသီလကံယူလိုပါကရဟန်းတန်ခါမတွေ့၍အခဏရပဲဖြစ်နေသည်ကိုမြင်ကြကြ၏ရဟန်းတန်ခါကိုမတွေ့လျင်လို့စီဒီရုပ်ပေါ်ဘုရားထံမှာခံယူလျင်လည်းရပါဘူး၏ဘာဝအမှန်ကိုတိတိတို့ကပြောဆိုစေကြောင်းဘုရားဆွေးနွေးတော်သီလပိတ္တိတော့မဟုတ်၏မကျေနပ်ပဲရှင်းနေတတ်ကြ၏စင်စစ်မှာသီလကိုရဟန်းများတန်ပါ၍ရဟန်းများကပြေးမှလမ်းတော်ကိုပြီးအမှန်အပ်ပြီတဲ့စီဒီရုပ်ပေါ်ဘုရားရှင်မောင်းနဲ့စောက်တည်နေလို့ရဟန်းတန်တွေ့တာဖြစ်ပေ၏တဲ့ရဟန်းတန်ဖြစ်ပေ၏ဤသို့တွင်သီလစောင့်တည်ခံရာ၌ရွတ်ဆိုရသောပါဠိအစီအစဉ်၏အနတ္တိပဲအခြင်းကိုသိရှိနားလည်ရာ၌သိဥစွာလူတိုင်းကဒါကမတို့ကဩဃာအစရှိတဲ့ယနာသုံးပါးဆရာသမားတို့ကတော်တော်စကားစင်တကွဆုတောင်းစကားစင်ကိုရွတ်ဆိုသောအခါယဟန်ဆရာယဟန်တော်ကတင့်တော်စွာနေယာမိကမဖို့နေကအတွက်တတ်တော်ဆုတောင်းဆုပြေစကားအစဉ်ကိုရွတ်ဆိုတော်မူ၏တဲ့ထို့နောက်လူတိုင်းကမတို့ကအဟံပန်းတိတိတနေနာတဟစရှိသောနမတိယရှိပါတိလာအလိုက်သီလတောင်းသောစကားအစဉ်ကိုရွတ်ဆိုကြတယ်ယဟန်ဆရာယဟန်ကငါသီလပြီးပြီဟူသောစကားလုံးချင်းမပါမယံဝဒာမိတံဝတိတဟုပြောရင်တိုက်တော်စကားမိတ်တော်မူသည်ဤစကား၏တိတ်ပဲမှာအကျေစကားအစဉ်ကိုငါဆိုဟာထိုစကားအစဉ်ကိုလိုက်ရဆိုကြဟူ၏အတိတ်ပဲထွက်သည်သီလတောင်းသူတို့ကသီလရရင်ဤတို့ဆိုရမည်လို့မသိကြတည်းရဲ့သိရအောင်ငါရှိကစကားဒီတိုင်းပြောဆို၏ငါဆိုသည်များလိုက်ရဆိုကြဟုတိုက်တော်၏ထို့နောက်ဆရာယဟန်ကပြောဆိုသောစကားအစဉ်တွင်လည်းပထမနမောတတဆရှိသောဖျက်စစ်ကိုဒုတိယဘုရားကရဏအစရှိသောကရဏတဘောဆံယူသောပါဠိတတိယသစ္စာဘုဒ္ဓကိုစောင့်ကြည့်ခံယူသောပါဠိစုစရုတ်တဤတရဏဘုံဒီကအစုကိုမနေလျော့သောအပမတာတရားလက်ရှိထား၍ပြည်သူအားတိတိကလေးပြီးတိုက်တွန်းခြင်းဖြစ်ပြီးကိုတတိပြမှတ်သားရ၏ဒီလိုဒီဝရကဒီကသက်တော်မူသောဒီကဲ့သို့ဆိုရမည်မသိတဲ့အတွက်ဆိုဖို့ရန်စကားအစဉ်ကိုယဟန်ဆရာယဟန်ကရှိမှလမ်းကြောင်းပြု၍သူကြခြင်းကိုယူကြရတာမတို့ကတိုက်ရဆိုကြခြင်းကိုဒီလိုယဟန်တော်ထံကဒီကဆက်မှုခြင်းယဟန်တော်မှာဒီကပေးခြင်းတွေလောကဝါရပေါ်ဆိုခြင်းဖြစ်ပြီးဒီတို့အမှားဒါနဟုသောပါဠိစကားရဲ့ကောင်းကင်ဖျေခြင်းတွေအနည်းထွက်တော်လေဒီနတ်မှာတရားခြင်းရာထွက်တော်အနက်နတ်ရံပါဖြစ်၍ဆိုလိုရတဲ့အနက်ကိုပေါ်လွင်စေရန်စိတ်များရှိခြင်းများကစောက်တည်ခြင်းတွေအနက်တွေကိုအတည်ပြုတဲ့ထောက်ပြန်ဆိုတော့ဒီကြကြပြီဤဒီလာရ၌ကြောက်ကြတော့အနက်တွေပဲဆုံးကိုဒီတိုးတပူပတ်တုပူလိကိချံသမာတိယာမီတေစီဝရိကေချံသမာတိယာမီစက်ပြီးဒီဒုတဲ့အချင်းဆက်တော်ပါဘုစတိကနဲ့ဓာတုဒီတိရရည်တဲ့ဤစောက်တည်သောစကားကိုတိဝတူနာမက
တော့ရပြီမဟုတ်ပြီပါအဓိဋ္ဌာန်မှာတော့စောက်တည်ပြီးတော့စကားကိုသုံးနိုင်ပြီအဓိဋ္ဌာန်တော်ပြီးတော့ပါဠိလိုအမိပုတ်ပုတ်အနာပုတ်အနာပစ္စည်းတွေပြတ်သွားတာဘာမှအပုတ်အလုံးကြီးအထူးတည်ပြီးရုပ်ဖတ်စီတယ်လေစိတ်ဝင်စားနေတာဒီရင်းဖြစ်ပြီးအတူတူနဲ့အားလို့အဓိဋ္ဌာန်နဲ့စောက်တည်ပြီးလည်းမြန်မာပစည်းတော်ကဒီစောက်တည်ပြီးတဲ့စကားပါဠိမဟုတ်ရှိကြတယ်မှာစကားလုံးဖြစ်ပြီးယခုကလာဘောရတဲ့စကားအတူတူတော့ဖြစ်ပြီးလို့စဉ်းစားနေရင်ဒီကုသနော်ဒီမှာစကားတွေဖြစ်ပြီးရဲ့ကုသဘောကစောက်ရည်စကားတစ်ပေါင်းတည်းသုံးလိုက်တယ်ပေါ်ရနာရစိုက်တည်ခြင်းယခုကလာတပုံစိုက်တည်ပြီးကိုရှိရတာကတဘောစောက်ပြီးသုံးတော့ပြီးရှိရတာကလည်းအများကြီးဆိုတုံးပေါ်နဲ့ရှောက်မှစိုက်ထူတာပဲတော်တယ်ပါဠိလိုလည်းဝတ္တန်တကာဟုခေါ်၏မြန်မာလိုဥစောက်ပါဟုခေါ်၏ဥထိတ်မှာစောက်တာတော့ပန်းစိုက်ထူထားတော့ပန်းလို့ဆိုပါရဲ့တီဟူသောစကားလုံးကိုတလုံးတည်း၏အဓိပ္ပာယ်မှာတခြားပစုံတရားဝတ္ထုတို့ကိုဆောင်ချထားလာသည်အဓိပ္ပာယ်ရှိရတာစာယခုတိုင်အောင်တိမ်ကြောင်းပြုလုပ်သည်ကိုတိမ်ဆောက်သည်ကျောင်းဆောက်သည်ဟူ၍ပေါ်လို့သုံးရှိ၏အကြောင်းကတိုင်လုံးကိုဥစွာစိုက်ထူအပ်သောကြောင့်ဖြစ်၏တဲ့စီရီတရား၌လည်းတခါတည်းစိုက်ထူ၍မရဖြည်းချင်းသာအုပ်ချက်တို့ကိုရွေးစီရသောကြောင့်ဇီရီတီသည်ဟူ၍သာခေါ်ယူရှိဤနှမျိုးကိုတွဲဆက်သုံးလုံးရ၌ဘုရားတီကျောင်းဆောက်ဟူ၍အစဉ်အလာပြောဆိုပြီးထုံးရှိ၏တဲ့ဒီလိုစကလုံးနှလုံးမှာတစ်လုံးနဲ့တစ်မျိုးစီတကယ်ပွဲတော်လဲစောက်တီဟူ၍တွဲဆက်သုံးလုံးလိုက်တော့အခါနဂုံမူလအနတ္တပုံမှန်လေးနဲ့စွာမရွတ်မရှာမတုံမလုံးစိတ်လိုက်ထား၍တနည်းအထည်ဖြစ်စေခြင်းလက္ခဏာအထည်ဖြစ်စေခြင်းကိုအဓိပ္ပာယ်ကိုကောက်ယူရ၏ဤသို့လည်းရှိရကောကိုစောက်တည်ပြီးသောစကားမှာယခုကလာခေါ်ကောမရွှေမရှာမတုံမလုံးစိတ်လိုက်ထားရှိခြင်းအတည်ဖြစ်စေခြင်းကိုအဓိပ္ပာယ်ရသည်ဖြစ်၍တိရစောက်တည်သည်ဆိုရမှာတိရကိုမရွှေမရှာမတုံမလုံးစိတ်လိုက်ထားသည်အတည်ဖြစ်စေသည်ပါဠိလိုပါဏာတိပါဒဝေဒနုတိက္ခာပံမမာတိယံမြန်မာလိုတိရတတ်ခြင်းမှာရှောင်ကျဉ်ကြောင့်ဖြစ်သောတိက္ခာကိုစောက်တည်ပါ၏ယခုဘဝ၌လိုတိရတတ်ကိုတတ်ခြင်းမှာရှောင်ကျဉ်ကြောင့်ဖြစ်သည့်ကျင့်ဝတ်အစုကိုမရှိမချဟောပါဗျာမတုံမလုံးစိတ်လိုက်ထားပါ၏အတည်ဖြစ်ပါ၏ဒီပါဠိစကားရှိမြန်မာစကားဘောဟာရစကားတို့သည်အဓိပ္ပာယ်တူညီသည်သာဖြစ်ကုန်၏တဲ့အဲ့ဒီကတိတ်တော်ကိုစောက်တည်ခြင်းနဲ့လည်းဤနည်းတူသိရ၏သီလကိုမရှိမတုံမလုံးစိတ်လိုက်ထားပြီးဆိုရင်လည်းသီလအရသာသောနဘောကောင်းစွာထိန်ဆောက်မှုဖြစ်၏တဲ့မတုံမလုံးမလုံးမရှာစိတ်လိုက်ထားမှုအရသာထိုထိန်ဆောက်မှုသီလကိုမိမိတမအပ်သောအချိန်ကာလတွင်ရွေ့ကြပေါက်ပြတလုံးမရှိအောင်စိတ်လိုက်ထားခြင်းမြင့်မြတ်စွာတည်ကြည်ခြင်းဖြစ်ပြီးတဲ့ဤဒိဋ္ဌာနာယံ၌ပါရမီမြောက်ဖြစ်သောစောင့်တည်မှုစိတ်လိုက်ဆိုရတဲ့ထားမှုသည်ဒါသီလရာတဲ့များစွာပုံပုံလုံးကျစွာစိတ်လိုက်ထားမှုဆွေးနွေးတည်ကြည်မှုပြုခြင်းကိုအလိုရှိရပေထို့ကြောင့်အဒိဋ္ဌာနာပါဏိကိုလောင်းတဲ့သူမိတာရှင်ရဲ့ပြည့်စင်တော်မူရာတွင်မရှိမချာမဖောက်ပါဗျာမတော်မတော့စိတ်ကတည်နေသောကြောက်တော်ကြီးသည်ရင်းစွာလာသောလေတို့ကြောင့်မတော်မလို့မိမိကြည်ရာဌာန၌သာအရှိတကယ်သူကျင့်ရမည်ပြီးဒိဋ္ဌာနာပါရမီကိုကြောက်တော်ကြီးဥပမာဖြင့်စဉ်းစားတော်မူလေ၏တဲ့ဤကြောက်တော်ကြီးဥပမာခိုင်း၌စဉ်းစားစဉ်တော်မူချက်ကိုထောက်စား၍ဖြင့်အဘိဓမ္မာဟုတ်တည်ခြင်းကိုတဲ့မိမိရွေချက်မိမိရွေရအပ်ပြီးအလုပ်ကိစ္စကိုမကြည့်မရှာမတုံမလုံးချင်းချင်းတီးအောင်စိတ်ထဲ၌ထားသည်အတီးပြုသည်ကိုပေါ်ဆိုကြောင်းသိတာသင်ကြားပြီးထို့ကြောင့်အရဟတမဂ္ဂညာတဏှိတဉာဏ်တို့ကိုလိုလားပါလေရင်ဘုရားဖြစ်လိုပါလေဘုရားဖြစ်ကြောင်းဘုရားကောင်းတို့ကိုကြည်ရင်အားထုတ်ရန်ကြောင့်တော်ကြီးတမန်စိတ်ထဲမှာဆွေးမြဲဒီခိုင်ခြင်းရှိစေရမည်ဟုဆိုလိုသည်တဲ့ဒိဋ္ဌာနာအမျိုးမျိုးဤသို့လည်းဒိဋ္ဌံပြုခြင်းစသည်ခြင်းတို့၍တဲ့ကြောက်တောင်ကြီးတမန်မရိမရှာမတော်မလို့စိတ်ထဲမှာဆွေးမြဲဒီခိုင်စေမှုဖြစ်၍ထိုဆွေးမြဲဒီခိုင်စေမှုအတည်ပြုမှုသည်လည်းအမျိုးမျိုးရှိကြောင်းကိုကျမ်းဂန်တို့မှာထိုက်ရရှောက်ထုတ်ပြ၍ကြားရလျင်ဥပ္ပောဒိဋ္ဌံနဲ့ဝိနည်းမဟာဝကဥပ္ပောဒထခန္ဓက၌သံဃဥပ္ပောကဏကကဏဥပ္ပောပုဂ္ဂလဥပ္ပောဟူ၍ဥပ္ပောသုံးမျိုးရှိကြောင်းလာရှိထိုတွင်သံဃဥပ္ပောသည်လာပြင်းနေကွယ်နေကြလည်းအနည်းဆုံးရဟန်းလေးပါးတို့ဥပ္ပောတိမ်တစ်ခုတည်းနဲ့စီဝေးပြီးနေပြုလုပ်ရသည့်ပုဂ္ဂိုလ်
ကိုတန်ခါဥပုပ်ပြီးတော့အခါယဟန်တစ်ပါးမှာပါတိမောက်ကြံကိုရွတ်ဆိုပြပြီးသင်္ကန်းများယူသေးသော9000ကျရ၏ဤတန်ခါဥပုပ်ကိုပြီးပြပေါ်ခြင်းရာဘုံတိုက်၍တဲ့တုတ်တေသဥပုပ်တုတ်တေသဥပုပ်ပြီးလာတော့တုတ်တက်တော်ဝိနည်းတိက္ခပူပါဠိတော်ကိုဟုတ်တေသအကျဉ်းပဲရွတ်ဆိုခြင်းရှိသောဥပုပ်ကိုတုတ်တေသဥပုပ်လို့ခေါ်တယ်ပေါ့နော်ဝိနည်းတိက္ခပူပါဠိတော်ကိုအကျဉ်းချုပ်ရွတ်ဆိုသောဥပုပ်ကိုဆိုပါတယ်တဲ့ယဟန်လေးပါးပြည့်မယ်လို့နှစ်ပါးသုံးပါးသာရှိခဲ့တော့တဲ့ခဏဥပုပ်ကိုပြရ၏တဲ့ဥပုပ်ပြရတဲ့အနည်းဆုံးယဟန်လေးပါးရှိမှတန်ခါဥပုပ်လို့ခေါ်တယ်နော်လေးပါးရှိမှညီမနိုင်မှာဆိုရင်အနည်းဆုံးတန်ခါလေးပါးရှိမှတန်ခါလို့ခေါ်တယ်ပေါ့နော်တန်ခါလို့ခေါ်တယ်နှစ်ပါးသုံးပါးသာဖြစ်ရင်တန်ခါဥပုပ်ခေါ်ရပုဂ္ဂိုလ်တို့၏အစုတော်ပေါင်းဂိုင်းခဏဟူ၍သာခေါ်ရ၏တဲ့ဤခဏတစ်ပါးသုံးပါးပုဂ္ဂိုလ်တို့၏အစုပေါင်းဂိုင်းခဏဥပုပ်ကိုပြရမှာယဟန်သုံးပါးရှိနေရင်ခဏဥပုပ်ထား၍ဖြစ်ပြီး၎င်းသုံးပါးမရှိနှစ်ပါးသာရှိတယ်ရင်ညပေါ့နော်ညမထားမှုရဟန်နှစ်ပါးတို့သည်မိမိတို့၏အာဘမစင်ကြယ်ကြောင်းကိုအတီးတီးပါဠိလိုရွတ်ဆိုပြောကြားရည်နော်အာဘဖြစ်တာတွေ့ပါတယ်သူပြီးဤကဏဥပုပ်ကိုပါဠိတုတ်တိဥပုပ်ဟူ၍၎င်းပါဠိတုတ်တိဥပုပ်ဟူ၍လည်းခေါ်၏တဲ့စင်ကြယ်ကြောင်းကိုထုတ်ဖော်ပြောကြားလို့ဥပုပ်ဟူရဆိုပါတယ်တဲ့ယဟန်တစ်ပါးရဲ့သာရှိနေခဲ့တော့တဲ့ပုဂ္ဂလဥပုပ်ကိုပြရ၏သူပုဂ္ဂလဥပုပ်ပြုပုံမှာအချိန်ရှိသေးတယ်ရင်အခြားယဟန်များလာလိမ့်လို့မျှော်ကိုစောက်စား၍အခြားယဟန်တစ်ပါးများမှလာပဲနဲ့အချိန်ကုန်တော့ကတိတ်ထဲမှာဆောက်မှာဖြစ်ပါတယ်ယနေ့ဒီငါ၏ဥပုပ်နေ့ပင်ဖြစ်ပြီးအဋ္ဌံရမည်ဟူ၍ရောစာပြဟောတော်မူ၏ဆိုလိုရင်းမှာယနေ့ဒီငါ၏ဥပုပ်နေ့ဖြစ်သည်စိတ်ထဲမှာဆွဲမြဲတည်ခိုင်စေရမည်ဆိုလိုပါသည်ဤဥပုပ်ကိုကအဋ္ဌံတော်ဥပုပ်ကိုခေါ်ပါသည်စိတ်ထဲမှာဆွဲမြဲထားရသောဥပုပ်ကိုဆိုပါသည်ဤကဥပုပ်ရာ၌လာရှိသောအဋ္ဌံတော်သည်တဲ့သင်္ကန်းအဋ္ဌံယဟန်တော်များသင်္ကန်းရပြီးတဲ့နောက်10ရက်အတွင်းသင်္ကန်းကိုအဋ္ဌံတင်ရသည်သူမဟုတ်ဝိပဿနာပြုပါသည်ပေါ့နော်ဘူကြောကုံဥတော်နဲ့စီတွေပေါ့နော်အဲဒီရှုံးလေးနဲ့အမဲချက်လေးလောက်လာဖြစ်ပါတယ်ဒီကိစ္စလေးပေါ့နော်ဒီနေ့တောင်းဆိုမှာဖြစ်ပါတယ်အဲ့ဒါကိုဝိကပ္ပနာပြုတယ်ပေါ့နော်သူမဟုတ်ဝိကပ္ပနာကိုလည်းကောင်းပြုရသည်အဋ္ဌံမတင်မီဝိကပ္ပနာမပြုမီအမတ်တမဲ10ရက်တော့ထားလိုက်လေရင်ထိုသင်္ကန်းလည်းဝိနည်းအရာအဆုံးရတယ်ပေါ့နော်ဒါဆိုရင်တိုးသွားတဲ့သင်္ကန်းခေါ်တယ်ပေါ့နော်သုံးသင်္ကန်းဟောတော့ဖြစ်ပါတယ်ထိုသင်္ကန်းကိုဝိနည်းကံအရာဆုံးရတယ်တဲ့ပါသိအပလည်းသိနေပေါ့နော်သူဖြစ်သင်္ကန်းကိုရလာလေရင်10ရက်တင်မီသင်္ကန်းကိုဒိဋ္ဌံပြုပြီးပြုပါ၏ဆိုရင်ဒိဋ္ဌံတင်ရသည်ဤသို့ဒိဋ္ဌံတင်ထားလိုက်လေရင်သင်္ကန်းကိုဝိနည်းကံအရာမဆုံးရပါသိအပသိနေတယ်နော်ပါသိအပသိနေမသိဘူးပေါ့နော်ဒီဒိဋ္ဌံတင်ထားလိုက်မယ်ဆိုရင်သင်္ကန်းကိုဝိနည်းကံအရာမဆုံးရပါဘူးတဲ့ပါသိအပလည်းမသိပါဘူးတဲ့ဤသင်္ကန်းဒိဋ္ဌံမှာလည်းဤသင်္ကန်းကိုသိမှန်လို့၍တဲ့ဧကိစ္စသင်္ကန်းကို၍လည်းကောင်းနှစ်ထပ်သင်္ကန်းကြီးဟူ၍လည်းကောင်းပေါ့နော်အကျမ်းကြီးပရိသရာဟူ၍လည်းကောင်းစိတ်ထဲမှာဆွေးနွေးထားပါ၏ဆိုပြီးဖြစ်ပါသည်တဲ့ဝိနည်းကပါဠိပါဠိကပါဠိနေတကိယစီဝရကိုပထမသက်တာပုံမှာလာပါတယ်ပေါ့နော်ဤနည်းတို့ရဟန်းတော်များမှာတပည့်ရလာလျင်10ရက်အတွင်းဣမံပတ္တံဒိဋ္ဌမိတ်ဤတပိတ်ကိုဒိဋ္ဌံတင်ပါ၏ဆိုရင်လည်းတင်ရတယ်ပေါ့နော်ဒိဋ္ဌံမတင်မဲ့10ရက်တော့လည်းဤတပိတ်ကိုလည်းဝိနည်းကံရဆုံးရတယ်ပေါ့နော်ပါဠိကဖလည်းသိပြီးဆိုပါတယ်ဝိနည်းပါဠိကနေတကိဖတ်ထားဖို့တဲ့ပဋ္ဌာနောက်သက်တာပုံနဲ့ဟောတော့ပါတယ်ဤတပိတ်ဒိဋ္ဌံလည်းဤတဲ့ဤတပိတ်ဒိဋ္ဌံလည်းဤထက်စရာဒီငါ၏တပိတ်ဖြစ်ပြီးစိတ်ထဲမှာဆွေးနွေးထားခြင်းကိုပဲတပိတ်ဒိဋ္ဌံတင်ပြီးခေါ်တယ်ပေါ့နော်ဒီဒိဋ္ဌံဘုဒိဋ္ဌံကိုသင်္ကန်းဒိဋ္ဌံတပိတ်ဒိဋ္ဌံဝိနည်းကျမ်းလာဝိနည်းပရိရဲ့အသုံးလုံးရှိ၍နောက်၌ခွဲခြားပြောဆိုတဲ့တော့အဋ္ဌံသုံးမျိုးတို့၌မပါဝင်နိုင်ကြောင်းတတိပြုရာ၏တဲ့မပါဝင်နိုင်ဘူးနောက်၌ထင်ရှားလက်တဟုတ်ကဲ့ဇာဒိဋ္ဌံဇာတရားအရာ၌ဥပမာပရမဇံကိုအထုတ်ရလာလျင်ဝတိဘောငါးမျိုးတို့ကိုကောင်းများလေးလာရ၏အကြောင်းကိုဝိသုဒ္ဓိမထကတာပတဝိကတိနာနေတိတာအစသည်တို့၌ပြပြပါတယ်တဲ့ပတဝိကတိနာနေတိတာဆိုပတဝိကတိုင်းပေါ့နော်ဥဒ္ဓနေတိတာဆိုအကျဉ်းပေါ့နော်အနေတိတာဆိုအကျယ်ပေါ့နော်ဥဒ္ဓိတာဆိုအကျဉ်းဖြစ်ပါတယ်ပတဝိအတိုင်းကိုနံပါတ်ပြီးအကျယ်ပြတာတော့ကြည့်ရတယ်ပေါ့နော်ဝတိဘောဟူသောစကားမှာဝတိဘာဝဟူသောပါဠိမှာစဉ်းစားလာပြီးစိုးပိုင်နိုင်နေခြင်းဟူ၍အဓိပ္ပာယ်ထွက်ရှိတယ်သူဖြစ်ဝတိဘော၅မျိုးဟုဆိုတာဖြင့်စိုးပိုင်နိုင်နေခြင်း၅မျိုးဟုအဓိပ္ပာယ်ပြန်ဆိုရ၏ပထမဇံကိုရ၍သူမိမိရသောပထမဇံကိုငါးဌာနစိုးမိုးနိုင်ကြောင်းလေးလာပွားများရ၏ပေါ့နော်ငါးဌာနစိုးမိုးနိုင်အောင်လေးလာပွားများရပါတယ်အချင်းချင်းကာပေါ့နိပထမဌာနပထမအမျိုးမှာအာဝိဇ္ဇနာတိ
အဝိဇ္ဇနာဝတ္တိဟုခေါ်ပါတယ်ဆင်ခြင်မှု၌အစိုးပိုင်နိုင်နေခြင်းကိုအဝိဇ္ဇနာဝတ္တိလို့ခေါ်တယ်ပေါ့နော်ပထမဆုံးကိုရလာရင်ငါးဇံပါမိတိတရားများပါဝင်သည်မိတိတရားဤလက္ခဏာမီတို့ရှိသည်ဟုဆင်ခြင်မှုကိုပြောရ၏ဆင်ခြင်စမှာလွန်လင်းတကိုမထင်လာသည်နှောင်နေ၍နေအကြောင်းကဆင်ခြင်မှု၌အစိုးပိုင်နိုင်နေမှုမရှိသေးသောကြောင့်ဒီဆင်ခြင်မှု၌အစိုးပိုင်နိုင်နေတာတော့ကလွန်လင်းတကိုထင်မြင်လာ၏ထိုကအဝိဇ္ဇနာဝတ္တိကိုပြည့်စုံမည်ဖြစ်၏တဲ့ထို့နောက်ဒုတိယတမ္မာပိဿနာခေါ်သောဝတ္တိကိုပြည့်လေ့လာရ၏တမ္မာပိဿနာဝင်စားခြင်းမိမိစိတ်အစဉ်မှန်စံစိတ်ကိုဝင်ရောက်ခြင်းပေါ့နော်ဝင်ရောက်ခြင်းဖြစ်ပေါ်ဝင်ရောက်ဖြစ်ပေါ်လာခြင်းမိမိစိတ်အစဉ်မှန်စံစိတ်တို့မပြတ်ဖြစ်ပေါ်နေသည်ကိုဇံဝင်စားသည်ကိုခေါ်သည်အစဉ်ချင်းချင်းအဝိဇ္ဇနာဝတ္တိကိုစိုးပိုင်နိုင်နေပြီးနောက်ဝင်စားစိုးပိုင်နိုင်နေပြီးနောက်လည်းဝင်စားမှု၌စိုးပိုင်နိုင်နေအောင်လေ့လာရသည်ရရှိပြန်သောစာပေထပ်တလဲလေရုပ်ခြင်းဖြင့်စိုးပိုင်နိုင်နေတာကဲ့သို့မိမိရရှိပြီးသောဇံကိုထပ်ကဝင်စားခြင်းဖြင့်တမ္မာပိဿနာဝတ္တိကိုစိုးပိုင်နိုင်နေလာနိုင်၏တဲ့မနိုင်နေမီဝင်စားတော်လေဘယ်သူစွာဇံတို့မိမိစိတ်အစဉ်မှာမဖြစ်နိုင်သေးဘူးတဲ့ဝင်စားပါအများကြီးတဲ့စိုးပိုင်နိုင်နေသောအခါဝင်စားလိုက်တိုင်းဇံစိတ်ကိုမိမိစိတ်အစဉ်မှာအလွယ်တူဖြစ်ပေါ်လာကြတယ်ပေါ့နော်ထိုအခါတမ္မာပိဿနာဝတ္တိကိုပြည့်စုံပြီဖြစ်၏တဲ့ထို့နောက်တတိယဒိဋ္ဌာနာခေါ်သောဝတ္တိကိုဖြင့်လေ့လာရ၏တဲ့ဒိဋ္ဌာနိဟူသောဝင်စားသောအခါဒိဋ္ဌာနာဟူသည်တဲ့ဝင်စားသောအခါမှာဇန်တရားသည်ငါစိတ်အစဉ်၌မိရကြောင်းတည်နေပါစေဟု၍အတိတ်ထံရခြင်းစောင့်တည်ခြင်းစိတ်၌ဆွဲမဲ့လာထားခြင်းဖြစ်၏တဲ့ဝန်နိုင်နေပေမူမိမိမှန်တာကိုအခြေချက်ကိုရတော်ပစိတ်ကိုဖြစ်နေတတ်၏တဲ့လျှော့၍လည်းဇန်စိတ်ကိုဖြစ်နေတတ်၏ဥပမာတဏှာကငါစိတ်အစဉ်မှာဇန်တရားကိုပွားများ၍နေပါစေတတိဟုဒိဋ္ဌံပြုတော်လေတဏှာမပြည့်မီဇန်စိတ်အစဉ်ပြည့်ခြင်းပြတ်သွားမည်တဏှာကျော်မှတော်လေပြည့်ခြင်းပြတ်သွားမည်ဤသို့ဖြစ်ရခြင်းမှာစောင့်တည်မှုဒိဋ္ဌာနာစိတ်၌ဆွဲမြဲစွာထားမှုနိုင်နှင်းသေးသောကြောင့်ဖြစ်၏တဲ့နိုင်နှင်းလာသောအခါမိမိမှန်လာတဲ့အချိန်အတိုင်းဒီရဲ့ကြာဇာစိတ်များဖြစ်ပေါ်တည်ရှိ၍နေ၏ထို့သောဇာစိတ်ကိုမိမိမှန်လာသည့်အချိန်နှင့်ကိုက်ညီအောင်စောင့်တည်နိုင်ထားနိုင်သောအခါအဋ္ဌာဏဝတ္တိကိုပြည့်စုံပြီဖြစ်၏ထို့နောက်သထုထဗုဒ္ဓနာခေါ်သောဝတ္တိကိုဖြစ်လေ၏တဲ့ဒီလာရတယ်ပေါ့နော်ဗုဒ္ဓနာဝတ္တိဗုဒ္ဓနာဟူသည်တဲ့မိမိဇံမိမိဝဇာသောဇမထားခြင်းတည်းတဲ့ပုဋ္ဌဆိုတာထားတာဖြစ်တော့တယ်ဇမထားခြင်းဟူ၍ဇံစိတ်အစဉ်ဖြစ်နေရမှာထိုဇံစိတ်နဲ့မတူသည့်ဘဝင်စိတ်ပြောင်းလဲဖြစ်ပေါ်လာခြင်းကိုခေါ်တယ်တဲ့မိမိရေမှန်သည့်အချိန်၌ဇာမထားဖို့ရန်စိုးပိုင်နိုင်မှုကိုဗုဒ္ဓနာဝတ္တိကိုလို့ခေါ်ပါတယ်ထို့နောက်ပိစဝကနာဝတ္တိကိုဖြစ်ထို့နောက်ပိစမဖြစ်တဲ့ပိစဝကနာဝတ္တိကိုဖြစ်ဇံ၌ပါဝင်သောတရားတို့ကိုစဉ်းစားဆင်ခြင်မှု၌လေ့လာနိုင်ရအောင်ပွားများရ၏ထို့သောစဉ်းစားဆင်ခြင်ရ၌လည်းပထမအဝိဇ္ဇနာဝတ္တိပေါ်မှာပြခဲ့တဲ့အတိုင်းမနိုင်နေမီလုံးစွာဘယ်သူစားမဝင်မထင်သေးဘူးပေါ့နော်နိုင်နေတာတော့ကမှလေကူစားတင်နိုင်အဝိဇ္ဇာဟူသည်ပိစဝကနာဝတ္တိဝိတိ၌ပါသောအဝိဇ္ဇာကိုခေါ်၍ဒါတော့ဝိတ္တမှာတင်တဲ့ပုဂ္ဂိုလ်သိကြပါတော့အဝိဇ္ဇနာဟူသည်ပိစဝကနာဝိတိ၌ပါသောအဝိဇ္ဇာခေါ်၍ပိစဝကနာဟူသည်တဲ့ထိုအဝိဇ္ဇာ၏အခြားမဲ့၌ဖြစ်တယ်ပေါ့နော်အဝိဇ္ဇာဆိုတဲ့အဓိပ္ပာယ်ဆင်ခြင်တာဖြစ်တယ်ပေါ့နော်အဝိဇ္ဇာ၏အခြားမဲ့၌ဖြစ်သောပိစဝကနာဇောကိုပေါ့နော်ပိစဝကနာဆိုတဲ့ဆင်ခြင်တာပဲဖြစ်ပါတယ်သူကတော့တမျိုးဖြစ်တာပေါ့နော်အခြားမဲ့၌ဖြစ်သောပိစဝကနာဇောတို့ကိုခေါ်သည်တဲ့အဝိဇ္ဇာဆိုတာကမြင်မြန်ပေါ်အောင်လေ့လာနိုင်နေရင်ပိစဝကနာဇောလည်းမြင်မြန်ဖြစ်ပေါ်အောင်လေ့လာနိုင်နေပြီးတော့ဖြစ်တော်တယ်ပေါ့နော်ထို့ကြောင့်အဝိဇ္ဇနာဝတ္တိပြည့်စုံလေရင်ပိစဝကနာဝတ္တိကိုလည်းပြည့်စုံတော်သည်ဟူ၍ချမ်းသာသူနဲ့ပြပြလေသည်တဲ့ဤသို့လျှင်ရရှိပြီးသောဇန်တရားတို့ကိုဝတ္တိပေါ်၅ပါးဖြင့်လေ့လာရမည်ဟုပြဆိုရ၌ပါဝင်သောဒိဋ္ဌနာဝတ္တိကိုဟူသည်မှာမိမိရည်မှန်းသည့်အချိန်တိုင်းအလျှော့ပုံမရှိစေရပေဇန်စိတ်ကိုမိမိစိတ်အစဉ်၌ထားနိုင်မှုဖြစ်စေနိုင်မှုဝယ်ပိုင်နိုင်စိုးပိုင်နိုင်ခြင်းကိုခေါ်ဆို၏ဟုအချင်းချုပ်မှတ်ယူရ၏ပေါ့နော်ဒါကတော့80ဒိဋ္ဌံထို့ပြင်ဝိသုရိမအထာကတာ80ဝိတနိ80ဝိတနိဒေသမှာပေါ့နော်ထို့ပြင်ဝိသိတိမအထာကတာလား80ဝိတနိဒေသမှာဒိဋ္ဌာနာ80ရဲ့ဝိပုပ္ပနာ80ဆိုပြီးတော့2မျိုးပေါ့နော်မဟာဝေဝိဆံပါသေးတယ်ပေါ့နော်မနောမယ80ရဲ့ညာနာဝိပါရ80သမာဓိဝိပါရ80ပရိယ80
ကာမဝိပါကဝိပါကစအိဋ္ဌိပုံညဝန္တအိဋ္ဌိဝိဇာမယအိဋ္ဌိတမ္မာပယောဂအိဋ္ဌိအဖြစ်တဲ့အိဋ္ဌိစိန်လို့ရှိကြောင်းကိုပြဆိုရတယ်အိဋ္ဌိဆိုတာကပြည့်ပြည့်စုံစေခြင်းအလိုရှိရသောအရာပြည့်ပြည့်စုံစေနိုင်မှုပါဠိလိုအိဋ္ဌိကိုခေါ်တယ်ပေါ့နော်အိဋ္ဌိညီမလို့တကူလို့ပြတယ်နော်တကူအိဋ္ဌိပဆိုတာညီမလို့တကူပေါ့နော်အဋ္ဌာဏအိဋ္ဌိဟူသည်မိမိတကူတည်းကိုပင်အရာအထောင်တို့လူသလောက်ပေါ့နော်လူသလောက်ဖြစ်ပေါ်စေ၍ဉာဏ်ဖြင့်အဋ္ဌာဏလိုက်လည်းရင်စောက်တည်လိုက်ပေါ့နော်စိတ်ထဲမှာဆွဲမဲစာထားလိုက်စောက်တည်လိုက်တဲ့မိမိလူစုများအရာအထောင်တို့နိမိတရုပ်ပွားတယ်ပေါ့နော်နိမိတရုပ်ပွားများဆိုတာကိုယ်ရဲ့ရုပ်တူတဲ့ပုဂ္ဂိုလ်အရာအထောင်ကထွက်ပေါ်လာတယ်ပေါ့နော်နိမိတရုပ်ပွားများအောက်လာအောင်ဖြစ်ပေါ်ပြည့်စုံလာခြင်းကြီးတဲ့အဋ္ဌာဏအိဋ္ဌိဖြစ်တယ်ပေါ့နော်အဋ္ဌာဏကိုဖန်ဆင်းတာဖြစ်တယ်ပေါ့နော်ဒီတိဋ္ဌာဏအိဋ္ဌိကြီးမိမိတည်ဟူသောအိဋ္ဌိရှင်တကူရှိပင်ကိုမူလာရုံမပြောက်ကွယ်ပဲနဲ့အလုတ်ပင်ပါမှာမိမိကိုယ်နဲ့တူမှတူအမျိုးမျိုးအဖုံကိုဖြစ်စေမှုပြတာသက်ဆိုင်သောအိဋ္ဌိတကူဖြစ်ပေသည်မိမိကိုယ်ကိုငကူအတိုင်းမဟုတ်ပဲငကားဤတရံဖြစ်စေတယ်ဤတရံဖြစ်စေဒီလိုစသည်ဖြင့်ပြောင်းလဲဖန်ဆင်းလိုက်ခြင်းသည်ဝိကုပ္ပနာအိဋ္ဌိမိတယ်ပေါ့နော်ဒါကတော့တိရစ္ဆာန်ပုံစံပေါ့ဘာတော့ဖြစ်ပါတယ်ဝိဆိုတာကအထူးတွေကုပ္ပနာဆိုတာပြုလုပ်ဖန်ဆင်းခြင်းမိမိကိုယ်ကိုမသားဥတ္တံတရံမှာပြောင်းပြီးအထူးအထွေထွေလို့ရှိရင်ပြုလုပ်ဖန်ဆင်းခြင်းကိုဆိုလိုပါတယ်